ရှင်ညီမတို့ပိုင်ယိုနီးယားမြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဆိုရင်မိုးရသည်လည်းရောက်လာပြီဆိုတော့လူကျူးမင်းတို့ရဲ့အိမ်ချမ်းဝန်းအတွင်းမှာမြက်တွေလည်းပေါ်များနေမှာပေါ့နော်ဒီလိုຢာတွေကိုဖြည့်ရှင်းပေးဖို့အတွက်ညီမကပစ္စည်းလက်ကောင်းပြီးဈေးလက်သက်သာတဲ့မျက်ရည်ဆက်တွေနဲ့မိတ်ဆက်ပေးပါမယ်ရှင်အခုညီမရှိမှရှိနေတဲ့မျက်ရည်ဆက်လေးကတော့ထိုင်းနိုင်ငံထုတ်ယူရိုတစ်စိတ်ပဲဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံထုတ်ပစ္စည်းလေးဖြစ်တဲ့အတွက်ရေသွေးပိုင်းကတော့စိတ်ချစွာအသုံးပြုလို့ရပါတယ်ရှင်ညီမတို့ဒီဆက်လေးကတော့2 stroke engine နဲ့ပဲဖြစ်ပါတယ်ရှင်2 stroke ဖြစ်တဲ့အတွက်ဓာတ်ဆီနဲ့2လီနဲ့ကိုတော့ရောထည့်ပေးရပါမယ်ရှင်ညီမရှိမှရှိနေတဲ့ပစ္စည်းလေးတွေကတော့မျက်ရည်ဆက်မှာပါတဲ့ပစ္စည်းလေးတွေပါရှင်အားလုံးကိုဆင်လိုက်မယ်ဆိုလို့ရှိရင်တော့ညီမဘေးမှာရှိတဲ့အယုံမှာဆင်ထားတဲ့မျက်ရည်ဆက်တိုင်းနဲ့ရပါမယ်ရှင်မျက်ရည်ဆက်လေးကိုစိတ်ဝင်စားလို့မှာယူမယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်3995183486နဲ့3995184386ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်လူကိုယ်တိုင်ကိုကြားလာရောက်ဝယ်ယူလို့မယ်ဆိုပါကအမှတ်405ပလဲကျွန်းလန်း18 B ရပ်ကွက်ဒဂုံမြို့တစ်တောင်ပိုင်းရန်ကုန်မြို့သို့လာရောက်ဝယ်ယူနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်